သူအိတ်ဆက်နေတဲ့ AI ဘောကနေပြီးတော့ဟဲ့ပလိတ်အိတ်နေတာကိုမြတ်သူကပဲများနေတယ်နိုးထလာပါတယ်ဟဲ့မထနိုင်အောင်လေချက်ချင်းဘယ်သူမှနိုးချင်းအဲ့လိုမတက်ကောက်မထဘူးခေါင်းလေးရင်ထတာတဘာဝကြောင်လို့ခေါင်းလေးနိုးထလာပါတယ်သူ့ချင်ရင်ကိုကြည့်လိုက်ပြီးတော့အောင်ပါတဲ့မင်းကငါအရင်နိုးနေပါလားမိချင်မှာမင်းမွေးတဲ့ခွေးကလေးတစ်ကောင်ရှိရဲ့သူကနိုးခွေးလေးရှိနေဒုက္ခပဲကျွန်တော်တကယ်ခင်းနေဆိုရင်လိုက်ဆော့ပေးဖို့တောင်းဆိုပါတယ်โอเคစမယ် Lady go မေကမွေးတဲ့အချိန်တုန်းကဖေကခေါ်တဲ့သူမိတော့တဲ့ဘိုက်ပေါ်မှာတစ်ချင်းတိုးပြီးအချင်းမရလိုက်ကောင်းတယ်မစင်းကိုမရှိ我对着起来没吃饱，我们表不能看累累。哎，到底多难嘞？没有把老人。就是没有人谁在搞了，哇！我不太好接了，你让我误解。နိုးကြတော့ခိုင်းတယ်ပေါ်လီကြတော့မဝယ်ပေးဘူး I need somebody to hear somebody to know somebody to have somebody to hold it's easy to say but it's never Oh, you doသူကအဲ့ဟာကိုအခုအရန်ခစ်စားနေအဲ့အတန်လေငါစဉ်းစားတယ် तू ဖြစ်သွားမဲ့ရုပ်ကိုငါစဉ်းစားချက်ပိုင်းချင်းအနိုင်အောင်အချိုးရရှားရရောချက်ပိုင်းချင်းအနိုင်အောင်အချိုးရရှားရရောမိမိနဲ့လား तू အသက်9နှစ်ကျော်ပဲရှိတယ်စပိုက်စီအနိုင်အောင်ထုတ်လေးစားခြင်းလို့ပြောပိုက်ဒီနဲ့အောင်ထုတ်လေးစားခြင်းလို့မ3နှစ်ခွဲမိမချိုကြီးစပိုက်စီအနိုင်အောင်ထုတ်လေးစားခြင်းလို့ပြောအမေနဲ့အတွေးစားစီရ3နှစ်ခွဲနဲ့9နှစ်ခွဲတော့မှချက်ဖန်ချင်အနေရောအချိုးရချောချင်ရောအဲ့လိုအတန်မဟုတ်ဆိုတော့ငါဖဲဒါပဲကောနဲ့စောက်ဘောဖြစ်နေတာကိုပြင်လို့ရရနော်စောက်ချောဖြစ်နေတာကိုတော့ပြင်လို့မရဘူးငါကစစ်သားရိုးသားတယ်ကျမကဖာတယ်အပြိုစစ်တယ်အိုင်အမဒမီဆာအကိုကြီးအိမ်မှာကြောက်တလုံးမှမရှိတော့ဘူးကြောက်သွားဝယ်မလို့ပတ်စံပေးအောင်အေးညီမလေးရေကျက်ဦးကပတ်စံနဲ့ဝယ်လို့မရတော့ဘူးဟိုမှာအန်ဆွဲထဲမှာဆွဲကြိုးနဲ့ဟန်ချင်းရှိရ URB ဝယ်ခဲ့ကိုနဲ့ဖူးစာစုံမဲ့သွားလေကိုမှောက်တာပဲသူခံရမယ်တခြားဘာမှမလုပ်အရန်မှုတက်တာပဲအရန်ဘယ်လိုလုပ်ပါလဲယူပြမယ်ယောက်ျားတယောက်ပြီးလို့ရှိတယ်ဘယ်လိုမှုလဲဆိုတာရှေ့ကျွန်မဗီဒီယိုကောနဲ့ခေါ်ပြီးတော့ပြမယ်နော်
သမီးရပါပြီမလား What? နမမောရမလို့ အေးယူလေးငါတို့မှာ ဦးရတာဖလားတော့ အေးသမီးရအဲ့ဒါတရားလေ ဦးရတာနှစ်ခုတရားရောက်လား နှစ်ခုတရားမရဘူးလေငါတို့မှာဒါတစ်ခုကိုတရားတစ်ခုဆိုရင်200ပေးရမှာနော် အဲ့ဒါတော့ပြီးယူတော့ဦးရတာဖလားတော့ အဒီကငါတို့မှာအဲ့ဒါ200 ငါရမတော့ကိုရောက်လား ငါ့ကို3ခုမရဘူးလေတစ်ခု200ဆိုတော့3ခုဆိုတော့600 ဦးရတာလည်းဂျဲကြီးရတော့ပြီးဝယ်တော့ 哎呦我的妈！ ဘောရချင်းနေအော်ဟာကလေးမလားကလေးမတက်မကြီးလားစစ် 哎呦我的妈！ ဒီကာလနာအောက်တန်စာကိုပြီးယောဂကြောင့်လေလင်မယားချင်းနဲ့လည်းမတွေ့ရလို့ချစ်သူချင်းနဲ့လည်းမတွေ့ရလို့တယောက်ပေါ်တယောက်သစ္စာမရှိကြတော့ပဲဖောက်ပြန်နေကြကုန်ပြီတဲ့မသိလို့မေးပြရစီနေတို့နောက်တစ်ယောက်နဲ့ဖောက်ပြန်လို့အဲ့တယောက်နေတို့တပူးလို့ရလို့လားယောဂတွေကြောင့်နေတို့တပူးလို့မရဟာလားအဲ့တယောက်ကကောနေတို့လက်ပေးဘူးလို့ရလို့လားယောဂတွေကြောင့်လို့သူလည်းလက်ပေးဘူးလို့မရအောင်ဟာလားအဲ့တော့မဘူးရခြင်းအတူတူတော့ဒီယောဂတွေပျောက်တဲ့အထိကိုချစ်သူတွေပေါ်မှာသစ္စာရှိပြီးကိုမိန်းမတွေပေါ်မှာသစ္စာထားပြီးဘူးရမယ့်အချိန်ကြီးစောက်ပေးနေလားမကောင်းဘူးလားဟမ်နေတို့ပြောတော့တိုင်လောကသားတွေဆိုတိုင်လောကသားဆိုတိုင်ခွက်တွေထုတ်သုံးပါလားဒီယောဂကြီးပျောက်တဲ့အချိန်ကြီးပြောလိုက်ချင်ဘူးဟွန်း ဘောင်းမိသားစုမလဲမြောင်ပြောင်းတော့မယ်မရဘူးလေမြင်ရှိရင်ငါမနေနိုင်ဘူးငါလည်းတူတူပဲဟေးချစ် သွားစို့ နေမိပါရောတွေ့ပြီသူတို့တော်တော်ဝင်နေကြပဲ ဖြူးမဆိုင်ဘူးနေပဲတော့လိုက်မှာနင်းရှိရင်မနေနိုင်ဘူး ကဲသွားမယ်အဲ့ကောင်လေးဘယ်သူလဲ ဖြူးလေပဲဒီမှာ I love you, nigga. သားတို့ရက်ကတော့အဲခံရပါများပါလေသမီးတို့ရက်ကတော့အဲခံရပါများပါလေအမေလာရင်ရေလို့စီရိုးတဲ့အာစပေါက်ရဖြူတယ်ဖြူတယ်ရှင်စပေါက်ကတော့မပြတော့ဘူးကိုဘိုက်ခေါက်ပဲကြည့်တော့ကိုရဲ့ဘိုက်ခေါက်ပဲကြည့်တော့စပေါက်တော့မကြည့်နဲ့အောင်ခဏလေးနှစ်ယောက်တော့နှစ်ယောက်မှကြည့်ရိုင်းသွားမယ်ပမာလူမျိုးဖြစ်ပြီးတော့စပတ်စကားမပြောနဲ့ဗမာလူမျိုးဖြစ်ပြီးတော့စပတ်စကားမပြောနဲ့နော်ဗမာလူမျိုးဖြစ်ပြီးတော့စက်တရေတွေဘဲတရေတွေထားအောင်နော်စပတ်ကိုချုပ်ပြလိုက်ဆိုရင်ဗမာလူမျိုးမဟုတ်တော့ဘူးစပတ်ကိုချုပ်ပြလိုက်ဆိုရင်ဗမာလူမျိုးမဟုတ်တော့ဘူးရှင်းတယ်နော်မအောင်လိုက်ကိုငါမဆဲဘူးဘယ်လိုပြောမလဲယောဂမဖြစ်ခင်မှာကာကွယ်ပါဘောနော်ယောဂဖြစ်သွားလို့ရှိရင်အဆုတ်တွေကလေးစားတွေပြည့်စည်သွားမှာဆိုတော့လေပတ်စံတွေလည်းအရန်ကုန်မယ်ကိုမိဘမောင်နှမတွေကိုလည်းဟိုဘယ်လိုပြောမလဲဟိုရင်းဘယ်လိုပြောမလဲဒုက္ခပေးသလိုဖြစ်သွားမှာပေါ့နော်ယောဂဖြစ်လို့ရှိရင်လေမသိပေမဲ့ယောဂဖြစ်သွားလို့ရှိရင်တဖြည်းဖြည်းနဲ့သိသွားမှာပဲမောင်လေးမလေးပါရင်လည်းအုပ်ထောင်း ကျွန်တော်ကအမကိုပဲအုပ်ချင်တာ ရှောက်ပေအကွာမိလို့ရှင်လှမ်းတာအုပ် အဲ့လောက်မရှိလို့ပေါ့ 哎呦我的妈！ ဘာပြောနေလဲ ငါမအုပ်ပေးဖို့ပြောတာလေ မတ်လိထည့်ပြောပါလား ယောက်ျားဒီနေ့တော့တော့တော့ဆွဲပေးပါ ဟာဒီမှာခြေလက်တွေညောင်းနေလို့ကိုယ့်ကိုဆွဲတော့နော် ရှင်းရနော်ခြေလက်တွေကညောင်းတာမညောင်းတဲ့ဟာကြမညောင်း ပြောဘာလာလို့တာလဲ ကျွန်တော်ဝင်ပူးမလို့ပါအမ နင့်အရက်ကဘယ်နှပေလဲ 9ပေပါအမ မရဘူးလေငါ4ပေခွဲပဲရှိတာ အော်အမကလည်းတောက်ဖက်စီးလိုက်လေ အေးဟုတ်သားပဲ မตายอีတိုင်ပြောမယ် ဘာဖြစ်လာတာတော့ ညီမချစ်သူကကာညနာလေ အဲ့ဒါဘာဖြစ်တော့ ချစ်သူတက်တန်းတစ်နှစ်ပြည့်လို့တက်တန်းတိုးရမယ်ဖောက်ဆွဟုတ်မဟုတ်အကုန်ခွာစစ်မယ်တဲ့ မင်းပြိုင်ကဘာလို့မှလဲကွာလိုက်ထွက်ကငါးလုပ်ငန်းတော့လည်းသုံးဝင်နေ ကျမကားဆိုမြန်မကြိုက်တာ လိုက်ထွက်လည်းမြန်ပါတယ်ကွာ ကျမခြေတော့တင်လိုက်တာနဲ့ဒိုင်ခွက်ကကနန်းတုံညာကနေ200ကို4စက္ကန့်တွင်ရောက်မှကြိုက်တာ အဲ့ဒါလည်းမင်းတို့ကပေါင်ချင်ဆက်ဝယ်ပေးမယ် 哎呦我的妈！ ဟိုင်မပေါက်ပြတနေ့ကုန်စပတ်ပြအောင်လုံးမ4000ရတဲ့ဘဝလို့အစားတွေကကျင်ညာပြီးစား
ဟယ်လို ဟုတ်ကဲ့မရှိပါကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒူရဲကိုတပိုင်ဆိုပါ ဟုတ်ကဲ့ဗျကျွန်တော်သတင်းလေးတစ်ခုပေးစားရှိလို့ဗျ ဟုတ်ကဲ့ပြောပါခင်ဗျာ ဒီမှာလူတွေသေးနေတာတွေ့လို့ဗျ ကိုကြီးကျွန်တော်လေးဟိုနေရာလေးတိကျပြောပြပါလားနော်ကို ဟုတ်ကဲ့ခင်ဗျတင်းချိုင်းကုန်းမှာ တញ្ញံကုန်းမှာဒူသေးတွေမတွေ့လို့မဲမေလေးနင်တွေ့ရမှာလားကွာ ဟဲ့အဲ့နစ်တာလေးလား အေးဟုတ်တယ်လေ နစ်တာလေးကချောလေးတော့ နင်ရောဒီလိုသားလေးမလို့ချင်ဘူးလား လိုချင်တာပေါ့ဟာ အဲ့ဆိုငါမိမနဲ့နေရာချင်းလိုက်လေ မစစ်သားနဲ့တွေ့ရင်ဘာလုပ်မှာလဲမ ရောမခါပေးခိုင်းမယ် ကောင်းပြီလို့မျော်လင်းရကြုံနှက်သွားရည်လား ယူတယ်ဟဲ့နိကောင်မလေးချမ်းသာလား တော့ရတော့မချမ်းသာသေးဘူးနောက်ဆိုရင်တော့ချမ်းသာတော့ ဟမ်မလို့ကြီးတော့ ဟောခု तू ကကြက်ဦးနဲ့မန်းနဲ့ရောင်းတာလေ ကျွန်တော်လိုချင်တဲ့ relationship ကဗျာသူလည်းသူ့လို့သူလို့ကိုလည်းကိုလို့ကိုလို့တစ်ချိန်ကြာရင်သူနဲ့ကိုနဲ့လို့ နန်းကရတယ်အဆင်ပြေတယ် အဲ့ဒါဆိုဘာအဆင်မပြေလို့တော့ မနှမ်းရတာပဲအဆင်မပြေတာ အခုနာမည်ကစိုင်းကပ်ပေါ်ဆိုတော့ရှမ်းလား မဟုတ်ပါဘူးညီမရဲ့စော်ခိုင်းဖက် ဟဲ့လမ်းသွားတာတိတ်တိတ်မသွားပဲဘာလို့ဘေးတိုက်ကြီးသွားနေရတော့ ဘေးကကြည့်ရင်ပိုချောတယ်ပြောကြလို့ ဟိုဟာအားလုံးတော့ Facebook သုံးတဲ့အခါကြာလို့ရှိရင် VPN ကြော်တဲ့အခက်အခဲအားလုံးရင်ဆိုင်ရတယ်အဲ့တော့ VPN ကြော်စရာမလိုဘဲနဲ့ Facebook သုံးလို့ရတဲ့နည်းလမ်းလေးပြောပြမယ်နော်အကုန်လုံးအဆင်ပြေအောင်လို့အခုကြည့်ပြီးတဲ့သူကတော့တည်သွားရင်နောက်မကြည့်ရသေးတဲ့သူကိုလက်ဆင့်ကမ်းလိုက်ပါအဲ့ဒါဘာလဲဆိုလို့ရှိရင်နိုင်ငံခြားမှာသွားပြီးသုံးလိုက်ပါနိုင်ငံခြားမှာသွားပြီးသုံးလိုက်ပါ ရဲ့တလင်းပြီးရင်နောက်တလင်းတကယ်ယူအောင်မှာအခုချိန်ရမ်းပြန်ပွားနေတာလင်းယူမယ်ယောဂါဒါကြောင့်လင်းယူပါပြင်းမရှိဘူးလို့အော်ကလိုက်ပြောမှာဘသူပြောလဲမိတ်ဖြစ်လိုက်တာယာရီမှာပြောတာ ယောက်ျားရဲ့ကလေးငယ်လေးနဲ့ဆိုတော့ထမင်းချက်ရဝှက်လျှော်ရနဲ့လက်ကူမရှိတော့ပြင်မလိုက်တာ ယောက်ျားလည်းမြင်ပါတယ်မိန်းမလေး ယောက်ျားမိမတက်တောင်လို့လေတခုခုမစီစဉ်ပေးချင်ဘူးလား ယောက်ျားစဉ်းစားထားတာရှိရမိန်းမ တော်လိုက်တာငါယောက်ျားဘာစဉ်းစားထားရလဲ ဒီလိုကမင်းလဲတက်တောင်အောင်လို့ယောက်ျားနောက်ထပ်မိန်းမတစ်ယောက်ထပ်ယူလိုက်ကောင်းမလား ဟမ်